marketing မလုပ်လို့ business ကမအောင်မြင်တာလားဒါမှမဟုတ်လို့ရှိရင် business ကမအောင်မြင်လို့ marketing အတွက်ပတ်စံမသုံးနိုင်တာလားအဲ့ဒါကဘယ်လိုပြောရမလဲကြက်နဲ့ကြက်ဥပေဟာအရင်စားဖြစ်လဲဆိုတာမျိုးပဲပေါ့နော်ဘယ်ဟာအရင်ဖြစ်လို့ဖြစ်နေမှမသိဘူးဒါပေမဲ့ဒီနေ့ရည်အကြံပေးချင်တာကတော့ကိုကတော့ဘယ်လိုပဲဖြစ်ဖြစ် business ဆောက်ပြီးဆိုကြတဲ့ကိုသတ်မှတ်ထားတဲ့ marketing budget ကတော့ရှိရမယ်ဥပမာကိုကလုံးဝ small လေးပဲဆောက်ရမယ်လို့အနည်းဆုံးဘောနော်ကိုကboost လုပ် Facebook marketing မှာတော့တရက်ကို$1သုံးတယ်ပဲထား$1ကို9000ပဲပေါ့နော်အလွယ်တွက်လိုက်မယ်ပေါ့9000ပဲထားအဲ့ဆိုလို့ရှိရင်10ရက်ဆိုလို့ရှိရင်$10ရက်30ဆိုလို့ရှိရင်$30ဆိုလို့ရှိရင်တစ်လောက်ကိုသိန်းခွဲပေါ့နော်အဲ့လောက်ကိုတတ်နိုင်တာလားတဖြည်းဖြည်းနဲ့ကိုကတစ်လောက်ကိုသိန်းခွဲကိုက marketing budget ထားမယ် okay ဟုတ်ပြီသိန်းခွဲကိုကmarketing budget ထားလိုက်လို့ကိုက3သိန်းပို့လောက်ပြန်ရတာဆိုရှင်ကိုကဘယ်လိုဖြစ်ဒါ2ဆလောက်ပြန်ရတာလေပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲ့လိုနဲ့ကိုကတဖြည်းဖြည်းနဲ့ကိုကmarketing budget ကိုဒီနေ့ကို$2သုံး$3သုံး$4သုံးအဲ့လိုမျိုးနဲ့တဖြည်းဖြည်းကိုက marketing budget ကိုလည်းတိုးရမယ်ကိုအမြတ်တွေလည်းပို့ကြမယ်အဲ့ဒါမျိုးအနည်းဆုံးတော့ကိုကတစ်လကိုဘယ်လောက်ကိုကသုံးမယ်ဆိုတဲ့ဟာမျိုး marketing plan လိုဟာမျိုးပေါ့နော်budget plan ဒီပုံစံမျိုးလုပ်ထားဖို့လိုတယ်အဲ့လိုမျိုးတွေနဲ့တော့ဒီမှာပဲကိုယ့်ရဲ့ business ကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ရောင်းအားတက်လာ